အမေရိကန်ဟာအလေးချိန်ပေါင်3000ရှိတဲ့ဘုံနဲ့အီရန်နျူကလ িয়ার အဆောက်အုံတွေကိုတိုက်ခိုက်လိုက်ခြင်းအပြင်အစ္စရေးနဲ့အီရန်စစ်ပွဲကြားမှာပါဝင်လာခဲ့ပါတယ်။ဒီနေ့မနက်အစောပိုင်းမှာအမေရိကန်စစ်တပ်ကအလေးချိန်ပေါင်3000ရှိတဲ့ဘုံနဲ့အီရန်နိုင်ငံရဲ့နျူကလ িয়ার ထုတ်လုပ်နေတဲ့အဆောက်အုံ3ခုကိုတိုက်ခိုက်ခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေကဖော်ပြထားပါတယ်။အီရန်နဲ့အစ္စရေးနှစ်နိုင်ငံစစ်ဖြစ်နေတာ10ရက်မြောက်တဲ့နေ့မှာအမေရိကန်စစ်တပ်ကအီရန်ကိုဒီနေ့မှာစတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီစစ်စင်ရေးအပြီးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်လေယာဉ်တွေအီရန်ပိုင်နက်ထဲကနေအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပြီလို့သူ့ရဲ့မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ဒါအပြင်အီရန်အနေနဲ့ဒီလိုတိုက်ခိုက်ခံရမှုကိုလက်တုံ့ပြန်ခဲ့မယ်ဆိုရင်တော့ဒီထက်ပိုဆိုးတဲ့တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ဒေါ်နယ်ထရန့်ကထည့်သွင်းပြောကြားထားပါတယ်။အမေရိကန်စစ်တပ်ကအီရန်နျူကလ িয়ার စခန်းတွေဖြစ်တဲ့တောင်ကုန်းအောင်မှာစောက်ထားတဲ့ဖော်ဒိုတောင်အောက်စခန်းအကြီးဆုံးယူရေနီယံတန့်စင်ခန်းရှိတဲ့နတ်တန်စ်ဒေသစခန်းနဲ့ရှေးအောင်မြို့တော်အစ္စဖာဟန်မြို့အနီးကနျူကလ িয়ার ဘုံထုတ်လုပ်ရန်အသင်းနီးပါးရှိနေတဲ့ယူရေနီယံတွေတူလောင်ထားတဲ့စခန်းတွေပဲဖြစ်ပါတယ်။အစ္စရေးကအီရန်ကိုပြီးခဲ့တဲ့10ရက်မြောက်ကတည်းကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲဒီတိုက်ခိုက်မှုကြောင့်အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်10ဦးကျော်နဲ့အရက်သားတွေညာနဲ့ချီသေဆုံးခဲ့ပါတယ်။အဲဒီဖြစ်ရပ်ကိုအီရန်ကလည်းလက်တုံ့ပြန်တဲ့အနေနဲ့အစ္စရေးနိုင်ငံကိုတာဝေးပစ်ဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ရမှာအစ္စရေးနိုင်ငံသားဒါဇင်နဲ့ချီသေဆုံးခဲ့တာဖြစ်ပါတယ်။